ကဘာမြေကြီးရဲ့ဟောဒီယနေ့ကဘာကြီးရဲ့နောက်ဆုံးနေ့ကြလို့ရှင်နှစ်သန်းပေါင်းများစွာသိန်းပေါင်းများစွာထိအောင်မိုးတစ်စက်မှမလျော်ဘဲနဲ့မိုးခေါင်သွားလိမ့်မယ်အဲ့ဒါလို့မိုးခေါင်သွားလို့ရှင်ဘာဖြစ်မလို့ဆိုရင်ကဘာမြေကြီးပေါ်မှာရှိတဲ့သစ်ပင်တောတောင်တွေဟာစိမ့်လန်းစုပ်ပြေတာတွေတခုမှမရှိဘူးလုံးဝ၆တူတော့အဲ့ဒါလို့မိုးတွေခေါင်ပြီးတော့သစ်ပင်တွေခြောက်သွားတဲ့အခါမှာထွက်နေကြနေကထွက်ပြီးဝင်သွားတာနဲ့တပြိုင်နက်ရှေ့ကလာထွက်ရမယ်အစားနေတစ်စင်းထပ်ထွက်လာတယ်အဲ့ဒါဒုတိယနေပေါ်လာတယ်လို့ခေါ်အဲ့လိုဒုတိယနေတစ်စင်းပေါ်လာလိုက်တာနဲ့တပြိုင်နက်ဘာတွေဖြစ်သွားတော့ဆိုလို့ရှိရင်မြစ်ငယ်တွေချောင်းငယ်တွေထဲမှာရှိတဲ့ရေတွေအကုန်ခန်းသွားအဲ့ဒီကနေနှစ်ပေါင်းများစွာကြာတဲ့အခါကျတော့ဒုတိယနေအဝင်လိုက်မှာတတိယနေတစ်စင်းထပ်ပေါ်လာလေဦးမယ်အဲ့ဒီတတိယနေပေါ်လာတဲ့အခါကျလို့ရှင်တော့မြတ်စွာဘုရားကအိန္ဒိယမှာဟောတာဆိုတော့အိန္ဒိယမြစ်တွေပေါ့ဂင်္ဂါယမုနာအစီရဝတီတရဘူမဟီဆိုတဲ့မြစ်ကြီး90ကမာပြေလို့ပြောရင်တော့အေယာဝတီမြစ်ကြီးတို့ပါလို့ပေါ့တခြားနိုင်ငံမှာဆိုနိုင်မြစ်တို့ပါတို့ပေါ့မြစ်တွေဟုတ်ကဲ့အဲ့တော့ကမ္ဘာပေါ်မှာရှိတဲ့မြစ်ကြီးတွေဟာကြီးပါတယ်ဆိုတဲ့ကျဲတယ်ဆိုတဲ့မြစ်ကြီးတွေအလုံးရေတွေခန်းချောက်သွားတယ်ဒုတိယနေတစ်စင်းမှာမြင့်ငယ်လေးတွေခြောက်သွားမယ်ချောင်းငယ်တွေအကုန်ရေတွင်းနေပါတွေအကုန်လုံးခြောက်သွားမယ်တတိယနေပေါ်လာတဲ့အခါကျတော့မြစ်ကြီးတွေကရေတွေအကုန်ခြောက်ခန်းသွားလိမ့်မယ်စတုထတခါနေတစ်စင်းတတိယနေဝင်လိုက်တာနဲ့တပြိုင်နက်နှစ်ပေါင်းကြားလာတဲ့အခါကျတော့စတုထနေတစ်စင်းထပ်တိုးလာပြန်အဲ့ဒီစတုထနေတစ်စင်းတိုးလာတဲ့အခါကျတော့ဟိမွန်တာမှာရှိတဲ့ဒီရေခဲတောင်တွေကလည်းရေတွေကစီးကြပြီးတော့အမြဲတမ်းပြည့်နေတဲ့အိုင်ကြီး9အိုင်နေပြောက်တောင်လုံးဝမထိုးတဲ့အနောတအိုင်တို့တိဟပပတအိုင်တို့ကန္တမုံဒအိုင်တို့ဆိုတဲ့အဲ့ဒီအိုင်ကြီး9အိုင်မှာရှိတဲ့ရေတွေအကုန်ခန်းချောက်သွားတယ်စတုထနေပေါ်လာတာနဲ့တပြိုင်ကဲနှစ်ပေါင်းအလုံးကြာသွားတဲ့အခါစတုထနေကဝင်သွားပြီးပင်စမနေတစ်ခုပေါ်လာတယ်အဲ့ဒီပင်စမနေပေါ်လာလို့ရှင်ဘာဖြစ်တုံးဆိုရင်ပင်လေကြီးတွေဟာကျသွားတာခန်းသွားတာဘလောက်ထိအောင်ရောက်သွားတော့လို့ဆိုရင်ခြေပြည့်မြုပ်ရုံလောက်ကလေးလက်တစ်စစ်လောက်ကလေးနောက်ဆုံးကြတော့လက်တစ်စစ်လောက်တောင်မကြမ်းသည်ထိအောင်ပင်လေကြီးကခန်းချောက်သွားလိမ့်မယ်ကဲပင်လေခန်းလောက်အောင်နေပူပြီးဆိုလို့ရှိရင်လူတွေအသက်ရှင်နိုင်မှာအောင်မလားအေးလူတွေကတော့တက်ရှိတတ္တဝါတွေရက်တီဖို့ဆိုတာအဲ့ဒီအချိန်မှမရှိနိုင်တော့ဘူးဟုတ်ကဲ့လားဒါကဘာကြီးကမီးမလောင်နေဘူးသူ့ရဲ့နောက်ဆုံးနေ့တွေဟာဒီအခြေအနေနဲ့ဒီလိုသွားနေတယ်လို့ပြောအဲ့ဒီပင်စမနေထွက်လာတဲ့အချိန်မှာဆိုလို့ရှိရင်ပင်လယ်တွေကလက်ပိဆိုတဲ့နေရာတောင်မှပဲလက်တစ်စစ်လောက်တောင်မှရေဟာမရှိတော့ဘဲနဲ့ပင်လယ်ရေကြီးဟာပင်လယ်ပြင်ကြီးဟာရေခန်းချောက်သွားတဲ့ဘဝကိုရောက်သွားပြီတဲ့ဒီလိုနဲ့နှစ်ပေါင်းတော်ကြာတဲ့အခါကျပင်စမနေလဲဝင်ရောဆတ်ထနေကြီးတစ်စင်းပေါ်လာပြန်တယ်ပေါ်လာလိုက်တာနဲ့တပြိုင်နက်ရေဆိုတာပင်လယ်ရေတောင်မရှိတော့ဘူးအဆူဓာတ်တွေလုံးဝရှိကုန်သွားပြီကဘာကြီးမှာကဘာမြေကြီးကလည်းအဆူဓာတ်ဆိုတော့လုံးဝမရှိတော့ဘူးမရှိတဲ့ကြောင့်ကဘာမြေကြီးရောမြင်းမို့တောင်ကြီးရောအကုန်လုံးအစွတ်ဓာတ်တွေလုံးဝခန်းချောက်သွားတဲ့အခါကျဘာဖြစ်လာတော့ဆိုရင်မြင်းမို့တောင်ကြီးနဲ့ဟောဒီကဘာမြေကြီးကမီးခိုးတွေထွက်လာကြမီးမလောင်သေးဘူးဟုတ်ကဲ့လားအဲ့ဒီလိုအခြေအနေဆိုးကြီးကတော်တော်ကြာအောင်နေပြီးတော့နောက်ဆုံး9စင်းမြောက်နေမင်းကြီးတဲ့ပေါ်လိုက်ရောဘုခနဲ့ဆိုပြီးတော့ဒီထားတောက်လိုက်တာကဘာမြေကြီးလည်းလောင်သွားတယ်မြင်းမို့တောင်ကြီးလည်းလောင်သွားတယ်အဲ့ဒီမီးတောက်ကြီးကနေအဟုန်နဲ့မီးဆိုတာမီးလောင်တဲ့နေရာလေကပင့်လာကြည့်ပဲဘယ်တော့ဖြစ်ဘူးအဲ့ဒီမီးလျံကြီးဟာဘယ်ထိအောင်ရောက်တော့ဆိုဗြမပြေလောက်ထိအောင်မြင့်တက်သွားတယ်အဲကြောင့်တချို့ဗြမပြေတွေကဒီမီးတဲ့ပါသွားတာပေါ့နောက်ဆုံးကြတော့အားလုံးမီးလောင်ကျွမ်းတာဘယ်လောက်ထိအောင်လောင်လုံးဆိုရင်ပြားတောင်မကြံအောင်လောင်တယ်ပြာလို့ပြောစရာမရှိတော့အောင်လောင်လိုက်တယ်ဟုတ်ကဲ့လားလုံးဝလောင်လိုက်တာမြင်းမို့တောင်ကြီးလည်းပျောက်ကဘာမြေကြီးလည်းပျောက်အားလုံးအာကာသဟင်းလင်းကြီးအဖြစ်ရောက်သွားဒီကနေ့ကဘာကြီးဟာအဲ့ဒီနည်းနဲ့အဆုံးသတ်သွားလိမ့်မယ်လို့မြတ်စွာဘုရားဟောတယ်